ဟိုရှိကမဟုတ်ပဲအခုထက်အများကြီးသာလွန်တဲ့အနာဂတ်ကာလတစ်ခုမှာဇေယျဆိုတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်။သူနေထိုင်တဲ့မြို့ကြီးကတော့မှန်စီရွှေချတိုက်တာတွေနဲ့မဟုတ်ပဲအလင်းတန်းတွေနဲ့တိဆောက်ထားတဲ့မြို့ကြီးပေါ့။အဲ့ဒီမြို့မှာလူတိုင်းဟာတယောက်နဲ့တယောက်စကားပြောစရာမလိုပဲစိတ်ချင်းဆက်သွယ်လို့ရကြတယ်။ဒါပေမဲ့ပြဿနာတစ်ခုကလူတွေဟာစက်ရုပ်တွေလိုပဲအေးဆက်လာပြီးတယောက်ကိုတယောက်ကူညီဖို့မေ့လျော့နေကြတာပါပဲ။တနေ့မှာဇေယျဟာမြို့ပြင်ကတောအုပ်ဟောင်းတစ်ခုထဲကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာထူးဆန်းတဲ့ရွှေရောင်လိပ်ပြာလေးတစ်ကောင်တစ်ကိုင်းချောက်တစ်ခုမှာညှိနေတာကိုတွေ့လိုက်ရတယ်။လိပ်ပြာလေးဟာပြန်တန်းဖို့စူးစမ်းနေပေမဲ့အတောင်ပံလေးကဒဏ်ရာရနေရှာတယ်။ဇေယျဟာခေတ်မီနည်းပညာတွေအသုံးမပြုဘဲသူ့ရဲ့နူးညံ့တဲ့လက်ချောင်းလေးတွေနဲ့လိပ်ပြာလေးကိုဂရုတစိုက်ကဲထုတ်ပေးခဲ့တယ်။အဲ့ဒီအချိန်မှာထူးဆန်းတာတစ်ခုဖြစ်ပျက်သွားပါတယ်။လိပ်ပြာလေးကစကားစပြောလာတာပါ။ဇေယျမင်းဟာဒီမြို့ကြီးမှာနှလုံးသားရှိနေသေးတဲ့တူးလေးသောသူပဲအခုမင်းကိုငါအဖိုးတန်နဲ့လျှို့ဝှက်ချက်တစ်ခုပေးမယ်လို့လိပ်ပြာလေးကဆိုပါတယ်။လိပ်ပြာလေးကဇေယျရဲ့လက်ပေါ်မှာနားလိုက်တဲ့အခါဇေယျရဲ့မျက်စိရှေ့မှာအလင်းနှန်းတွေပေါ်လာပြီးကဘာတစ်တစ်ခုကိုမြင်လိုက်ရတယ်။အဲ့ဒီကဘာမှာလူတွေဟာနည်းပညာကိုအသုံးချပြီးတယောက်ကိုတယောက်ချစ်ခင်ကြတယ်ဝေမျှကြတယ်အားနည်းသူကိုအားရှိသူကတွဲခေါ်ကြတယ်။ဒါဟာ Magic World ပဲဇေယျလူတိုင်းဟာတကူကောင်းမဆန်ပဲစုပေါင်းအားနဲ့တိဆောက်ရင်ဒီလိုလှပတဲ့ကဘာမျိုးရနိုင်တယ်လို့လိပ်ပြာလေးကသင်ခန်းစာပေးခဲ့ပါတယ်။ဇေယျဟာမြို့ထဲကိုပြန်ရောက်တဲ့အခါအရင်လိုအေးဆက်မနေတော့ပါဘူး။သူတွေ့သမျှလူတိုင်းကိုပြုံးပြတယ်၊ကူညီတယ်။အစပိုင်းမှာလူတွေကသူ့ကိုထူးဆန်းသလိုကြည့်ကြပေမဲ့နောက်ပိုင်းမှာတော့ဇေယျရဲ့နှွေးထွေးမှုကတစ်မြို့လုံးကိုကူးစက်သွားပါတော့တယ်။အေးဆက်နေတဲ့အလင်းနှန်းမြို့ကြီးဟာဖြည်းဖြည်းချင်းနှွေးထွေးတဲ့ပျော်ရွှင်စရာကောင်းတဲ့မြို့တော်ကြီးဖြစ်လာခဲ့ပါတယ်။